ရှောင်းမဲကင်ပြနေတော့မင်းတို့ကတခြားကြီးတို့မကင်တဲ့ဦးလားထင်နေမှာဆိုလို့ဖရန်ကိုလေးလည်းကင်ပြရသေးတယ်ကိုကဖရန်ကိုပရိုလေးတခါဆွဲရင်တကောင်ကတော့ပါတယ်မင်းရှစ်တွေကလွဲလို့ပေါ့ဟဲ့လာကားသားနော်ကိုပြီကလေးငိုကုန်ကြအောင်မယ်ကိုကရှုံနေမြင်မနေနိုင်ဘူးလှမ်းပြီးတော့ဆွဲကြည့်ရသေးတယ်ကံကောင်းရင်ကိုစီကထွက်သွားပြီးတော့သူများရင်ကိုနဲ့ပုံးနေတဲ့သူမမှန်ပြန်ပါမလားဆိုတဲ့အတွေးနေပေါ့ဗျာလာကားစားတာပါဗျာမစားတော့ပါဘူးခမ ्या ကိုလည်းမြဲရင်လည်းမျက်ခွက်ကျုပ်လည်းမြဲရင်လည်းမျက်ခွက်တော့ဖြစ်မခံနိုင်ကျွန်တော်အခုပြောပြချင်တာပေါ့ဗျာတချို့ကျွန်တော်ရဲ့ viewer လေးတွေပေါ့နော်ဒိုင်မွန်လေးထည့်ပေးပါအောင်လို့ weekly bet လေးလက်ဆောင်ပေးပါအောင်လို့ပြောကြတယ်ပေါ့နော်ကျွန်တော်ပေးချင်ပါတယ်ဗျာကျွန်တော်ကို၌ကလည်းအလုပ်တစ်ဖက်နဲ့ဆိုတော့လာတာလည်း2သိန်းကျော်ပဲရတာဆိုတော့ကျွန်တော်လည်းဒိုင်မွန်မထည့်နိုင်ပါဘူးဒိုင်မွန်မထည့်နိုင်လို့ပဲကျွန်တော်ဒီ MCB event တွေကို join တာပေါ့နော် MCB event တွေကို join ပြီးတော့ရလာတဲ့ဒိုင်မွန်လေးတွေကိုကျွန်တော်အရင်ကတော့ရုပ်စကင်နီပိုင်းလူရဲ့နေရာမှာဝယ်ပြီးသုံးလိုက်တယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်အခုမှ viewer လေးရလည်းရှိလာပြီဆိုတဲ့ခါကျတော့ကျွန်တော်ဒီတစ်ခါ event ဒီ diamond တွေများများဆဆရတဲ့ခါကျရင်ကျွန်တော်ရဲ့ viewer လေးတွေကိုကျွန်တော် starlight ကလေးလက်ဆောင်ပြန်ပြီးတော့ဖောက်ပေးမယ်ပေါ့နော်ကျွန်တော်ရဲ့ video အောက်မှာအမြဲတမ်းချိပြီးတော့အမြဲတမ်းအားပေးနေကြတဲ့ viewer လေးတွေကိုကျွန်တော်မှတ်ထားပါတယ်ပြီးရင်အဲ့ဒီလူလေးတွေအတွက်ကျွန်တော် starlight giveaway လေးပြန်လုပ်ပေးပါမယ်ဒီတစ်ခါပေါ့နော်ကျွန်တော် giveaway လေးပြန်ခေါ်လို့6လို့ giveaway အောင်သွားပြီဆိုရင်တော့ကျွန်တော်ရသမျှ diamond တွေအကုန်လုံး brother တို့ပြန်အမ်းပါပါခုကတော့ giveaway 6တာပထမတစ်ခေါက်ကျွန်တော်6လိုက်တယ်ပေါ့နော်မလုပ်တတ်တဲ့အားတွေလည်းပါတော့စီမင်းစည်းကမ်းတွေလည်းသိနားမနေတော့ကျွန်တော် giveaway မအောင်ခဲ့ဘူးပေါ့နော်ပြီးတော့ view လိုတာတော့သိရဗျာ view ကတော့လိုလို့မအောင်တာပေါ့အဓိကကတော့ဒီတစ်ခေါက် giveaway လေးပြန်ခေါ်ရင်တော့ကျွန်တော် giveaway ပြန် try ပါမယ် try လို့အဆင်ပြေသွားပြီဆိုရင်တော့ brother တို့အတွက် diamond skin တွေကိုကျွန်တော်အမြဲတမ်းပြန်ပေးနိုင်အောင်ကြိုးစားပါမယ်ကျွန်တော်အားပေးနေကြတဲ့ brother တွေအားလုံးကျေးဇူးအများကြီးတင်ပါတယ် Okay နောက်ဗီဒီယိုမှာပြန်ဆုံပါမယ်